ကပအကြောင်းလမ်းမရှိဆုံးလူမိုက်ကလေးဟန်နီဘတ်ဂျာဒီကောင်လေးတွေကသူတို့ရဲ့တင်းငယ်တဲ့ခန္ဓာကိုယ်နဲ့မလိုက်အောင်အရန်ကိုရင်းရင်ပြီးကြောက်စရာကောင်းတဲ့ဒရဝါလေးတွေဖြစ်ပါတယ်ကြည့်ရတာကတော့တာမန်တွေးဆန်လေးတစ်ကောင်ပါပဲဒါပေမဲ့ဒီကောင်လေးတွေကတော်ထဲမှာဆိုရင်ဘသူ့မှဂီးမဆိုင်တဲ့တကယ်လူမိုက်လေးတွေဖြစ်ပါတယ်သူ့နာမည်ကတော့ဟန်နီဘတ်ဂျာလို့ခေါ်ပါတယ် Guinness World Record အတောင်သူ့ကိုကပအကြောင်းလမ်းမရှိဆုံးဒရဝါဖြစ်တတ်မှတ်ထားကြပါတယ်ဟန်နီဘတ်ဂျာတွေကသူ့ထက်အစာပေါင်းများစွာကြည့်တဲ့ချင်းတိတ်တွေစင်တွေကိုတော့ကြောက်ရွံ့ခြင်းမရှိပဲပြန်တိုက်ခိုက်တဲ့ကောင်တွေပါသူတို့ရဲ့အရေးပြအလွန်ထူထပ်ပြီးပျော်ပြောင်းပါတယ်မြားနဲ့ပြင်ရင်တော့မဖောက်နိုင်တို့ဓာတ်နဲ့ခေါ်ရင်လည်းခံနိုင်ရင်ရှိပါတယ်။ရေပြပျော်ပြောင်းလုံးလို့ရန်သူကတူ့ကိုကိုက်ထားရင်တော့အထင်းကနေခန္ဓာကိုယ်ကိုလှည့်ပြီးရန်သူမျက်နှာကိုပြန်ကိုက်နေစွမ်းရှိပါတယ်။ဟန်နီဘတ်ဂျာတွေကမွေစိတ်ကိုခံနိုင်ရင်ရှိပါတယ်။ကမ္ဘာအစိပ်ပြင်းဆုံးမွေတွေကိုက်ရင်တော့သူကခဏပဲမူးလေတွားတတ်တာပါ။ပြီးတော့ပြန်နိုးလာတဲ့အဲ့ဒီမွေကိုအေးဆေးပဲပြန်စားပြစ်နိုင်ပါတယ်။သူ့နာမည်မှာဟန်နီပါတဲ့အတိုင်းပြားရည်နဲ့ပြားလောင်းလေးတွေကိုအရန်ကြိုက်ပါတယ်။ပြားထောင်ပေါင်းများစွာဝိုင်းတုံနေလဲသူကတော့ဂီးမဆိုင်ပဲအေးဆေးပဲစားနေတတ်တာပါ။သူတို့ဟာတော်တော်လေးကိုညံကောင်းတဲ့ဒရဝါလေးတွေဖြစ်ပါတယ်။ပိတ်လောင်ထားတဲ့ချန်စီယိုတွေကိုတကားဖွင့်ထွက်တာကြောက်ခဲဒါမှမဟုတ်တစ်တားကြောင်းတွေကိုလေကားလိုတုံးပြီးကြော်တက်တာမျိုးတွေလုပ်နိုင်ပါတယ်ဒီကောင်လေးတွေစီကတင်ယူစရာကတော့ခန္ဓာကိုယ်တေးပေမဲ့နှလုံးသားကတော့ချင်းတိတ်တက်ပို့ပြီးကြီးတယ်ဆိုတာပါပဲရှန်တူကဘလောက်ပဲတောင့်တင်းနေပါသေးသူကတော့နောက်မဆုတ်တန်းချင်းဆိုင်တက်ပါတယ်သူတို့ကချစ်စရာကောင်းတဲ့ရုပ်တွင်ရှိပေမဲ့တိုးရင်းထဲမှာတော့တကယ်လူမိုက်လေးတွေဖြစ်ကြပါတယ်အဆုံးဒီကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်